ဒီနေ့ကတော့ချက်စီထမင်းလေးချက်ပြမှာဖြစ်ပါတယ် My boss ပေါ့ My boss ကဒီနေ့ကြောင်းမသွားခင်မှာချက်စီထမင်းလေးစားချင်တယ်မေမေလို့ပြောရတယ်အိမ်မှာရှိရဲ့ဆန်လေးနဲ့ပဲလွယ်လင်းတကူချက်လိုက်ပါတယ်ဆန်တော့2ခေါက်လောက်ရေဆေးတယ်ပေါ့နော်အဲ့ထက်လည်းအများကြီးတော့မဆေးပါဘူး2ခေါက်လောက်ရေလေးတခြားဆေးမယ်စစ်မယ်စစ်ပြီးသွားရင်ဒီနေ့ကတော့ ready made ထုတ်လေးနဲ့ပဲချက်လိုက်ပါတယ်ချိန်မရှိအကြောင်းလည်းပါတယ်ဆန်ထဲကိုဒီ ready made ထုတ်လေးကို2စွန်းထမင်းစားစုံပေါ့နော်ပုံထဲမှာတွေ့တဲ့ထမင်းစားစုံလေးနဲ့2စွန်းတီတီဟီဇယ်ကိုထည့်ပါမယ်1စွန်းပြီးသွားရင်နောက်ထပ်1စွန်းဝေလိုက်တယ်ဝေလိုက်ပြီးတဲ့အခါကျရင်ပုံမှန်ကိုထမင်းချက်နေကြအတိုင်းပဲရေကိုအတိုင်းအစာလေးနဲ့လူတလောက်လေးထည့်လိုက်ပါမယ်ဒါတော့ကို့အတိုင်းတာနဲ့ကိုပေါ့နော်ကိုအဆင်ပြေသလိုထည့်လို့ရပါတယ်ပြီးတော့ဟီဇယ်ဂျင်းနဲ့ချက်သွန်ယူမိသွားလို့ပေါ့နော်ဒါချက်ပြီးတန်းလိုင်းမှာတစ်ခါပြန်ထည့်ထားလိုက်တာပါချက်သားလေးလုပ်ပါမယ်ချက်သားရဲ့ချက်သွန်ယူဂျင်းနည်းနည်းမင်းအမြင့်လေးပါပါမယ်ချက်သားလေးတွေကိုအငြုံဆုံးအိုးထဲကိုထည့်ပါမယ်ပြီးသွားရင်ဟင်ခက်အမွေကြိုင်နေထည့်လိုက်မယ်ထည့်လိုက်လို့ပြီးသွားရင်အနှစ်လေးပေါ့နော်တစုံးမယ်သုံးပါမယ်ပဲငယ်များကြီးအကြည့်ရေငါးသားမုံဒါလေးထည့်ပြီးရင်နော်မီးဖွင့်လိုက်ပါမယ်ဘေးနားမှာလည်းယူနီကိုပွက်ဆူထားဖို့လိုတယ်ပေါ့နော်ယူနီလေးလောင်းထည့်မယ်ဘယ်တော့မှဖုံမဖုံအဓိကအနံ့နေထွက်သွားအောင်လို့ပေါ့နော်ချက်စီထမင်းလေးရပါပြီရှင် My boss ကတော့ကျောင်းကနေပြန်လာရေမိုးချိုးပြီးရနဲ့ခေါင်းလေးတငိမ့်ငိမ့်နေပေါ့နော်ကောင်းတယ်လို့ပြောပြီးတော့သူကတော့စားနေတာပဲတကယ်ကောင်းလို့လည်းစားတာနေမှာပေါ့နော်သူကနည်းနည်းလေးကြီးများတယ်သူဘယ်လောက်ကြိုက်လဲမကြိုက်လဲဆိုရင်သူရဲ့ရုပ်လေးကိုဒါကြည့်လိုက်ပါတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်